လိုအကြောင်းရင်းတွေကြောင့်ကက်ကက်လန်ရန်ဖြစ်ခဲ့ကြတဲ့ချူလီနဲ့နော်ဖော်အေထားရှူတင်ရိုက်ခွင်းမှာအကြောင်းရင်းတချို့နဲ့အတူဘယ်သူမှဆွဲလို့မနိုင်အောင်ကက်ကက်လန်ရန်ဖြစ်ကရှိတာအကုန်ကျွတ်ကျသွားအောင်နှပန်းလုံးခဲ့ကြတာကတိုင်းရင်းသူနှစ်ယောက်ဖြစ်တဲ့တရုတ်ဆောင်ချူလီနဲ့တရုတ်ဆောင်နော်ဖော်အေထားပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအားလုံးကအံ့အားသင့်နေကြတာပါ။ချူလီနဲ့နော်ဖော်အေထားတို့ဆော့ပလော်တီပွက်လောရိုက်အောင်ချနေကြချိန်မှာလူတွေကရခိုင်မနဲ့ကရင်မတီးကြပြီးဆိုပြီးအပီပြင်းအားပေးခဲ့ကြတယ်လို့ဆိုပါတယ်။အခုလိုအကြီးအကျယ်ပွဲဖြစ်ခဲ့ကြတဲ့မင်းသမီးနှစ်လက်ဖြစ်တဲ့ချူလေးနဲ့နော်ဖောအေထားတို့ဟာအခုချိန်မှာမြမရုပ်ရှင်လောကရဲ့ထိပ်တန်းပြိုင်ဘက်မင်းသမီးနှစ်လက်လို့ဆိုရမှာပါချူလေးဟာဆိုရင်ရုပ်ရှင်လောကကိုရုပ်တံဇလန်တွဲတွေကနေတဆင့်ဝင်ရောက်လာခဲ့သူဖြစ်ကခုချိန်မှာတော့သူမရဲ့မဆုံးမနစ်စူးစမ်းမှုရလဒ်ကိုခံစားနေရပြီဖြစ်ပါတယ်အခုဆိုချူလေးဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းရုပ်ရှင်မင်းသမီးအဖြစ်နဲ့အတူရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခွင့်ရနေတာဖြစ်ပါတယ်အထူးသဖြင့်ချူလေးဟာဘိုးတော်ကင်းရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီဆုရရှိအပြီးမှာသူမရဲ့အမှုပညာနဲ့နေရာကရုပ်ရှင်လောကထဲမှာအဆင့်တန်းတစ်ခုမြင့်သွားတာဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့နော်ဖောအေထားလည်းအလိုပါပဲ။အမှုပညာလောကကိုဖိုတိုမော်ဒယ်ဘွားကနေဝင်ရောက်လာခဲ့တဲ့တရုတ်ဆောင်မင်းသမီးနော်ဖောအေထားဟာသူမရဲ့ချစ်စရာကောင်းမှုနဲ့အတူရုပ်ရည်ချောမောလာပါမှုတွေကြောင့်ပရိသတ်ချစ်ချင်းမြတ်တာကိုအချိန်တို့အတွင်းရရှိလာသူပါ။အထူးသဖြင့်နော်ဖောအေထားဟာသူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မှမလိုက်အောင်ကြားရတဘာဝဇက်ရုပ်ဆက်ကြမ်းမျိုးစုံကိုတရုပ်ဆောင်နိုင်တာကြောင့်လည်းအားလုံးကချီးကျူးမြတ်တာပို့ခြင်းခံနေရတာပါအခုအခါမှာတော့ဒီလိုထိတ်တန်းတရုပ်ဆောင်မင်းသမီးနှစ်ယောက်ရှူတင်ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာနေရာလူအားပြိုင်မှုနဲ့အတူအပြန်အလှန်ရန်ဖြစ်ကနှပန်းလုံးပြီးဆော့ပလော်တီးခဲ့ကြတာဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့ရံပွဲဟာကြီးလွန်းလို့ဘသူမှမဖြန့်ပြရဲပဲထိခိုက်ဒဏ်ရာတွေလည်းရကလက်တွေမှာအမာရွတ်တွေတောင်ဖြစ်သွားတယ်လို့ဆိုပါတယ်ဒီလိုမျိုးနော်ဖောအေထားနဲ့ချူလေးတို့အကြီးအကျယ်ရန်ဖြစ်ကစကားများရင်းနှပန်းလုံးခဲ့ကြတာကတော့ဆရာကြီးများရုပ်ရှင်ဇာတ်ကားထဲမှာပါဆရာကြီးများရုပ်ရှင်ဇာတ်ကားထဲမှာတော့ချူလေးနဲ့နော်ဖောအေထားအပြင်ကျွဲရဲအောင်စိုးမြတ်သူစားခင်လိုက်တိုင်ရွန်ထူးအောင်စားတဲ့တရုတ်ဆောင်တွေများစွာပါဝင်တရုတ်ဆောင်ထားတာပဲဖြစ်ပါတယ်ဒီလိုဆရာကြီးများရုပ်ရှင်ဇာတ်ကားထဲမှာတော့ချူလေးနဲ့နော်ဖောအေထားတို့ဟာတစ်ဆက်လေးမှမတည့်ကြတဲ့ရန်သူတော်နှစ်ယောက်အနေနဲ့တရုတ်ဆောင်ထားရတာဖြစ်ပါတယ်နော်ဖောအေထားနဲ့ချူလေးတို့ဟာဆရာကြီးများရုပ်ရှင်ဇာတ်ကားထဲမှာကက်ကက်လာအောင်စကားများရတဲ့အခန်းတွေနှပန်းလုံးရတဲ့ဇက်ဝင်ကန်းတွေတအူးနဲ့တအူးနှပန်းချင်းဆော့ပလော်တီးကြတဲ့ဇက်ဝင်ကန်းတွေတရုပ်ဆောင်ရတာဖြစ်ပါတယ်ဒီလိုတရုပ်ဆောင်ရင်းနဲ့ထိခိုက်ဒဏ်ရာရသလိုအမာရွတ်တွေတောင်ကြံခဲ့တယ်လို့ပြောလာတာပါဘာဖြစ်ဖြစ်ချူလေးနဲ့နော်ဖောအေထားတို့ဟာဆရာကြီးများရုပ်ရှင်ဇာတ်ကားမှာအကောင်းဆုံးအတူတူတွဲဖက်တရုပ်ဆောင်ထားတာဖြစ်ကြောင်းပြောလာတာပါချူလေးနဲ့နော်ဖောအေထားတို့ဟာဒီလိုမျိုးအကောင်းဆုံးတရုပ်ဆောင်ထားတဲ့အပေါ်မှာပရိသတ်တွေအများစုကသဘောကျကြိုက်နှစ်သက်ခြင်းမရှိပါဘူးအထူးသဖြင့်ပရိသတ်တွေကချူလေးနဲ့နော်ဖောအေထားကိုဇယိုက်ဆန်နဲ့စနိုက်ကျော်မင်းသမီးနှစ်ယောက်အဖြစ်သတ်မှတ်ထားကြတာပါအထူးသဖြင့်နော်ဖောအေထားဆိုပြီးခဲ့တဲ့လပိုင်းမှာလွမ်းပိုင်ကိုစနိုက်ကျော်တဲ့ကိစ္စတွေအပြင်လွမ်းပိုင်နဲ့ kiss ပေးနေတဲ့ဗီဒီယိုဖိုင်တက်ခဲ့တာပါချူလေးဆိုရင်လေခရိုနီတထေးတယောက်နဲ့အတူဘန်ကောက်မြို့မှာ kiss ပေးနေတဲ့ဓာတ်ပုံတွေထွက်လာတာကြောင့်လေလူတွေကဒီမင်းသမီးနှစ်ယောက်ကိုအမြင်မကြည့်ကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနော်ဖောအေထားနဲ့ချူလေးကိုအားပေးကြသလားဆိုတာပြောပေးသွားကြပါအောင်ရှင်